အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးရဲ့အမည်ကတော့ရေကောင်းမှခုနာခြင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုအဆုံးထိကြည့်ရှုပေးဖို့အတွက်အားလုံးကိုမေတ္တာရက်ခံခြင်းပါတယ်ခင်ဗျာတာယာပြည့်ရှင်မှုကင်းမဲ့နေတဲ့အိမ်ကန်းလေးထဲမှာလွယ်နေလင်းတစ်ယောက်ဝူကျွေးလို့နေပါတယ်ဘေးမှာတော့သူ့ရဲ့သားလေးဟာသူ့အမေဘာကြောင့်ငိုနေလဲဆိုတာမသိချပါဘူးသူမရဲ့နာမည်ကနွယ်နီလင်းဆိုပေမဲ့သူမရဲ့ဘဝကတော့လင်းလက်တောက်ပခြင်းလုံးဝမရှိပါဘူး။နွယ်နီလင်းဟာအသက်18နှစ်အရွယ်မှာပဲအောင်ကျော်ဆိုတဲ့လူနဲ့အိမ်အောင်ကြခဲ့ပါတယ်။ဒါကြောင့်မို့လို့သူ့ရဲ့မိဘတွေကသူမကိုအမွေပြည့်စွန့်လွှတ်ခဲ့ကြပါတယ်။မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့နွယ်နီလင်းဟာသူ့မှာအားကိုးစရာဆိုလို့အောင်ကျော်တို့မိသားစုပဲရှိပါတော့တယ်။ဒါကြောင့်သူမအနေနဲ့မင်္ဂလာဆောင်ပြီးနောက်မှာအောင်ကျော်ရဲ့အိမ်မှာပဲအောင်ကျော်နဲ့အတူတူလိုက်နေခဲ့ပါတယ်